အမြင့်မှာပြုတ်မကျအောင်ဘယ်လိုနေရမလဲမင်္ဂလာပါကျွန်တော်ကလုံခြုံရေးအရာရှိပါဒီနေ့မှာတော့အပိုင်းတစ်အမြင့်မှာပြုတ်မကျအောင်ဘယ်လိုနေရမလဲဆိုတာကိုပြောပြပေးသွားမှာပါသိပါသလားအမြင့်ကနေပြုတ်ကျတာဟာစောက်လုပ်ရေးမှာအဖြစ်အများဆုံးပါအမြင့်မှာအလုတ်လုတ်ရင်ပြုတ်ကျခဲ့ရင်2 မီတာအထက်ဆိုရင်ပြင်းထန်စွာဒဏ်ရာရပြီးမတန်ဆွမ်းဖြစ်တာဒါမှမဟုတ်သေဆုံးနိုင်ပါတယ်အင်းပါတော်လိုက်တဲ့လက်သမားပဲသိပါသလားအမြင့်မှာနေရာရွှေ့တဲ့အခါချိတ်တစ်ခုကိုအမြဲချိတ်ထားပါဟုတ်ကဲ့မေ့သွားပါတယ်အလုပ်ပြီးခြင်းလို့ပါအမြင့်မှာအလုပ်လုပ်ရင်2 မီတာအထက်ဆိုရင်ချိတ်တစ်ခုအမြဲချိတ်ထားပါစီမံကိန်းမန်နေဂျာက2 ချိတ်ပါတဲ့ခပတ်နဲ့လိုအပ်တဲ့ကိရိယာတွေကိုအစင်သင့်ပြင်ဆင်ပေးထားရပါမယ်လုံခြုံရေးအရာရှိဒါမှမဟုတ်အလုပ်ကောင်းဆောင်ကအလုပ်လုပ်ရင်ခါပတ်ဖို့စစ်ဆေးပါပြီးတော့အမြဲချိတ်ထားပါအလုံးမစခင်အစည်းအဝေးမှာနေ့တိုင်းပြောပြပေးပါ